ဂျင်ကစားတာလည်းကြာပြီရင်ဘတ်ကြွက်သားကြီးမလာဘူးဆိုတဲ့သူတွေဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ရင်ဘတ်ကြွက်သားအားနေတဲ့သူတွေအတွက်တီးတန့်ပြန်ရိုက်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နံပါတ်1 bump press ကစားနည်းဟာကွန်မောင်း exercise တစ်ခုဖြစ်တဲ့အပြင်ကိုမှရင်ဘတ်အလယ်ကြွက်သားကိုပုံမှုထိရောက်စေတဲ့ကစားနည်းပဲဖြစ်ပါတယ်နံပါတ်2 incline dumbbell press ကစားနည်းဟာရင်ဘတ်ရဲ့အပေါ်ပိုင်းကြွက်သားကိုထိရောက်စေမှာဖြစ်ပါတယ်incline dumbbell press ကစားနည်းဟာရင်ဘတ်ကြွက်သားကြီးထွားဖို့အရန်ကိုမှအထောက်အကူပြုလို့တေချာလေး focus ထားပြီးတော့ကစားကြည့်သင့်ပါတယ်ခင်ဗျာနံပါတ်3ကစားနည်းကတော့ကျွန်တော်တို့ decline dumbbell press ကစားနည်းပဲဖြစ်ပါတယ်ခင်ဗျာ decline dumbbell press ကစားနည်းအဆိုရင်ကျွန်တော်တို့ရင်ဘတ်အောက်ကြွက်သားကိုထိရောက်စေတဲ့ကစားနည်းပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာက decline dumbbell press ကိုဒီကစားနည်းနဲ့တလှည့်စီ sweep လုပ်ပြီးတော့လှည့်ကျကစားကြည့်ဖို့အကြံပြုချင်ပါတယ်ခင်ဗျာနံပါတ်4ကစားနည်းကတော့ကျွန်တော်တို့ dumbbell sharp fly ကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကတော့ကျွန်တော်တို့ရင်ဘတ်ကြွက်သားကိုပိုပြီးကြီးထွားစေတဲ့အပြင်ပုံမလှပစေဖို့ပုံဖော်ပေးတဲ့ကစားနည်းပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီကစားနည်းကို cable နဲ့လည်းကစားလို့ရပါတယ်ဒီနေရာမှာကျွန်တော်အကြံပေးချင်တာက sharp fly ကစားတဲ့အခါကျွန်တော်က dumbbell 300တာကိုပိုပြီးကြိုက်ပါတယ်ဘာကြောင့်လဲဆိုရင် dumbbell ကရင်ဘတ်ကြွက်သားကိုပိုပြီးကြီးထွားဖို့အထောက်အကူပြုတဲ့အပြင် strength အားကိုလည်းပိုပြီးတက်စေလို့ပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်5ကစားနည်းကတော့ပူရိုပါပဲဖြစ်ပါတယ်ပူရိုပါကစားနည်းရဆိုရင်ရင်ဘတ်အပေါ်ပိုင်းကြွက်သားနဲ့အတွင်းပိုင်းကြွက်သားတွေကိုပုံမှုထိရောက်စေမှာပဲဖြစ်ပါတယ်ဒီကစားနည်းကိုကျွန်တော်ဘာလို့ကြိုက်လဲဆိုရင်မာဆယ်ကိုပိုပြီးပန်းဖြစ်စေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နောက်ဆုံးပိတ်အနေနဲ့ကစားသင့်တဲ့ကစားနည်းလည်းဖြစ်ပါတယ်ဒီနေ့တင်ပေးတဲ့ chess ကစားနည်းတွေကိုအကြိမ်ရေအတွက်ကိုတော့ကျွန်တော်တို့80 12ကြိမ်ထိကစားပြီးအကြော့ရေကိုတော့3ကြော့လောက်ကစားရင်ကိုလုံလောက်ပါတယ်တိကျင်တာရှိရင်လည်းကိုမမှာမှန်းခဲ့ပေးလို့ရပါတယ်ခင်ဗျာ